နာကဆရာဝန်နဲ့ပြပြီးသွားပြီဆရာဝန်ကfirst day အနေနဲ့ဆိုလို့ရှိရင်တဲ့ healing process ကတဲ့ကောင်းတယ်ပေါ့နော်ညံနေတဲ့ခုလိုဖြစ်တာတွေပါတွေကတော့မျက်စိများခက်တဲ့ဆိုပြီးအဲ့လိုပဲပြလိုက်တယ်ပြီးတော့နောက်တစ်ပတ်နေတော့ပြန်ချင်းလိုက်တယ်ဆိုတော့30ရက်နေ့30ရက်နေ့မနေ့7နိုင်ခွင့်မှပြန်သွားရမယ်ပြန်သွားအဲ့ထောက်ကြလို့ရှိရင်တစ်ချက်ပြန်စစ်ပါပေါ့နော်အခြေအနေ healing process ကဘယ်လိုရှိလဲ blah 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 ပေါ့အားပြပြီးပါပြီအားပြဒီမှာစပုံလေးရပါတယ်ဒါခွဲပြီးချင်းမှာထားပြီးတော့ရိုက်ခိုင်းထားတဲ့ပုံပေါ့နော်ပြီးတော့ဒီလိုလေးပြလိုက်တယ်ဒီတော့ကမြက်ကက်ဖန်တက်မှမြင်ရတဲ့အခြေအနေမျိုးကကျတော့အခုကျတော့မြက်ကက်ဖန်လည်းမလိုတော့ဘူးလို့ကိုယ့်မျက်လုံးနဲ့ကိုမြင်ရတယ်ဆိုတော့ကောင်းတာပေါ့ဒီခံစားကြည့်လိုက်တော့ကောင်းတယ်ခုလိုဖြစ်နေရလေးကလွင်ကျင်တာအကုန်လုံးစင်ပြေခုလိုရတယ်သူကတပတ်လောက်ဆိုရင်တော့တက်တာပါမှာပါဟုတ်တယ်ဒီကမျက်စင်းခတ်ဖို့ပဲအခုအလန်းပေးထားရတယ်အလန်းပေးပြီးတော့မြို့အောင်ဆိုလို့နိုင်တစ်ခါလေးနိုင်တစ်ခါအဲ့လိုမျိုး2နာရီတစ်ခါမျက်စင်းနဲ့4နာရီတစ်ခါမျက်စင်းနဲ့စုံသွားတဲ့အချိန်မျိုးဆိုလို့ရှိရင် antibiotic ကိုအရင်ထည့်ပြီးမှ9မိနစ်လောက်နေတော့မှအဲ့ခုနကမျက်စင်းယူရတဲ့မျက်စင်းကိုထည့်အဲ့လိုမျိုးပြောလိုက်တယ်ဟုတ်ဒီနေ့ခဏနေလို့ရှိရင်ဒီပြန်ခဏနားပြီးပြန်ထွက်ပြီးရှောက်ထွက်ပါမယ်ဟာပါပဲတက်တာပါဒါဘိုက်